entrepreneurship ဆိုတာဘာလဲ the mindset of marketing ဆိုတာဘာလဲ entrepreneurship နဲ့ the mindset of marketing ကိုနားလည်ပြီးတော့အောင်မြင်မှုအိမ်မက်တွေကိုအကောင့်ထဲပေါ်ချင်တဲ့သူဆိုရင်ဒီဗီဒီယိုလေးကိုအပြီးထိကြည့်ပါလို့ဒီနေ့ကနေပြောပြရစီရှင် the mindset of entrepreneurship and the mindset of marketing entrepreneurship ဆိုတာဘာလဲ entrepreneurship ဆိုတာကိုလိုချင်တဲ့ကိုယုံကြည်တဲ့အိမ်မက်ကို boundaries တွေကြားကနေပြီးတော့အကောင်းဆုံးစူးစမ်းပြီးတော့ပုံသွင်းပေါ်ဖော်နိုင်တဲ့သူကို entrepreneur လို့ခေါ်ပါတယ် entrepreneurship ဆိုတာ concept တစ်ခုပါ entrepreneurship ဆိုတာ mindset တစ်ခုပါ entrepreneur တရားဖြစ်ဖို့အတွက်စွန့်စားရမယ်တည်ထွင်ရမယ်ဖန်ဆင်းရမယ်ပြင်ဆင်ရမယ်ရှေ့ဆက်ရမယ်အဲ့ဒီအချက်တွေကိုဘယ်လိုမျိုးလုပ်သွားမလဲဘယ်လိုလေ့လာသွားမလဲဆိုတာလေ့လာကြည့်ရအောင်နော်အားလုံးပဲမင်္ဂလာပါမနာမည်ကတော့ဒေါက်တာပပိုးကြည်ပါမပို့ပါမရောမြန်မာ Imperial College MIC ရဲ့တည်ထောင်သူဖြစ်ပါတယ်ရှင်မရဲ့အမမပါဆိုတဲ့စီစဉ်လေးမျိုးတစ်စားကြိုဆိုလိုက်ရပါတယ်ဒီနေ့ဒီချက်ပြပြမယ့်အကြောင်းအရာလေးကတော့ဘာလဲဆိုတော့ the mindset of entrepreneurship နဲ့ the mindset of marketing ဖြစ်ပါတယ် entrepreneurship ဆိုတာဘာလဲ marketing ဆိုတာဘာလဲ entrepreneurship နဲ့ marketing နဲ့ပေါင်းပြီးတော့ဘယ်လိုမျိုးအောင်မြင်မှု image တွေကို present လုပ်ရလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီချက်ကကြတော့ဒီချက်16နှစ်သမီးကလေးကအလုပ်လုပ်ခဲ့တာအခု42နှစ်ဆိုတော့ဒီချက်အလုပ်လုပ်ခဲ့တာဘာပဲပြောဒါ20ကျော်ပြီအဲ့ကြားမှာရတဲ့အတွေ့အကြုံလေးတွေအားလုံးကိုဝေမျှပေးပါရစေပထမဆုံးတစ်ချက်ဝေမျှပေးခြင်းတဲ့အကြောင်းအရာကတော့ဘာလဲဆိုတော့ the mindset of entrepreneurship ဖြစ်ပါတယ် entrepreneurship ဆိုတာဘာလဲတဲ့ entrepreneurship ဆိုတာကျတော့ဘာလဲဆိုတော့အခက်ခဲတွေကြားထဲကနေမှကိုယုံကြည်တဲ့အိမ်မက်ကိုယုံကြည်နဲ့ရအောင်ဖန်ဆင်းပြီးသွားတဲ့ခါကျတော့ဒီအပြောင်းလဲမှုတွေအားလုံးမှာတာယာစွာပျော်ဝင်ပြီးတော့စွန့်စားတီထွင်ရှေ့ဆက်နိုင်တဲ့သူကို entrepreneurship လို့ခေါ်ပါတယ်။အဲ့ entrepreneurship နဲ့ပတ်သက်ရင်ဒီချက်တို့နားလည်ရမှာဘာလဲဆိုတော့ entrepreneurship ကစုံတီထွင်လုပ်တဲ့သူကိုယ်ပိုင်စီးပွားရေးလုပ်မှ entrepreneur အနေနဲ့သတ်မှတ်လို့ရတာမဟုတ်ဘူး entrepreneurship က it is a mindset it is a concept entrepreneurship ဆိုတာလူတဦးတစ်ယောက်မှာအောင်မြင်မှုအတွက်ရှိတဲ့အတွေးခေါ်လေးတစ်ခုဖြစ်ပါတယ်အဲ့တော့ပထမဆုံးပြောချင်တာကတော့ entrepreneurship ကလူငယ်တွေအားလုံးအတွက်လူကြီးတွေအားလုံးအတွက်အောင်မြင်မှုအတွက်အရေးကြီးတဲ့အတွေးခေါ်လေးတစ်ခုဖြစ်ပါတယ် entrepreneurship နဲ့ပတ်သက်ရင်မြန်မာလူပြောရင်တော့စုဦးတီထွင်ရှစ်ဆက်သူလို့အဓိပ္ပာယ်ဖော်ပါတယ် entrepreneurship နဲ့ပတ်သက်တဲ့အချက်၅ချက်လေး entrepreneur mindset ကိုရကျင်တဲ့စုဦးတီထွင်တဲ့အတွေးခေါ်မျိုးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ရယူရတဲ့အချက်၅ချက်လေးကိုဒီချက်ဒီနေ့နဲ့ဝေမျှပေးပါရစေအဲ့ဒါကကျတော့ဘာလဲဆိုတော့နံပါတ်1ကကျတော့စွန့်စားပါတဲ့ entrepreneurship mindset ရှိခြင်းတဲ့သူတွေအောင်မြင်မှုအိမ်မက်ကိုရခြင်းတဲ့သူတွေကစွန့်စားဖို့အရေးကြီးတယ်စွန့်စားပါဆိုတာတခုခုစားဖို့အတွက်တခုခုတော့စွန့်ရမယ်အဲ့တော့ကိုယုံကြည်တဲ့အိမ်မက်အတွက်ဘာတွေစွန့်လွတ်ပြီးပြီလဲဆိုတာအရင်ကြီးပါတယ် entrepreneurship ကလုပ်ရရတယ်၊ကန်ရရတယ်၊စွန့်စားရရတယ်ကိုယုံကြည်တဲ့အိမ်မက်အတွက်ကိုလိုချင်တဲ့အောင်မြင်မှုအတွက်စွန့်လွတ်ရတဲ့သူလုံရဲတဲ့သူကြိုးစားရတဲ့သူဖြစ်ဖို့အရင်အရေးကြီးပါတယ်နောက်တစ်ခုကကျတော့ entrepreneurship ကတီထွင်မှာတဲ့အဲ့တော့ကိုလိုချင်တဲ့ရလက်အတွက်ဥပမာအလုံးလုံးရင်းနဲ့တစ်ချက်ဒီညနေပြောချင်တာတစ်လတစ်ခေါက် project တို့နှစ်လတစ်ခေါက် project တို့နဲ့လုပ်ပါတစ်လတစ်ခေါက်မှာကိုလိုချင်တဲ့ရလက်ကိုစဉ်းစားပြီးတော့အဲ့ဒီရလက်ကိုရစေတဲ့နီလန်းကိုအမြဲတမ်းတီထွင်ကြံစနေဖို့အရင်ရေးကြည့်ပါတယ်အဲ့တော့ဒီချက်ကအလုပ်တစ်ခုလုပ်လိုက်တော့မယ်ဆိုရင်မရနိုင်ဘူးဆိုတာထက်ရအောင်ငါဘယ်လိုလုပ်မလဲဆိုတဲ့တီထွင်ကြံစမှုကိုပိုဦးစားပေးတဲ့အပိုင်းကို entrepreneurship ကဦးစားပေးပါတယ်အဲ့တော့ကိုလိုချင်တဲ့ရလက်တွေကိုရအောင်ဘယ်လိုနည်းနဲ့လုပ်ရမလဲပဲစဉ်းစားပါ result အတွက်ပဲစဉ်းစားပါ reason ကိုမစဉ်းစားပါနဲ့အဲ့ဒါကိုပြပေးချင်ပါတယ်နံပါတ်3တစ်ချက်ကတော့ entrepreneurship တွေအတွက်တီထွင်ဖန်တီးမှုကအရင်ရေးကြည့်ပါတယ် be creative and innovative သူများထက်ဖန်ဆင်းစမ်းသစ်တီထွင်နိုင်တော့ဖြစ်ဖို့အရေးကြီးပါတယ်အဲ့တော့ဆိုလိုတာကတစ်ချက်ဆိုရင်အလုံးလုံးတဲ့တစ်လျှောက်လုံးမှာဘာအမြဲပြောလိပြောထားရှိလဲဆိုတော့သူများလုံနေသလောက်နဲ့ပဲသူများထက်အောင်မြင်ခြင်းလို့မရဘူးအောင်မြင်မှုအိမ်မက်တွေအတွက် work factors တွေဖန်ဆင်းပေးဖို့အရင်ရေးကြီးတယ် entrepreneurship မှာသူများထက်လှပတဲ့အောင်မြင်မှုတွေအတွက် work factor တွေဖန်ဆင်းမှာကိုယ့်ရဲ့ commercial ကြည့်လိုက်တယ်ကိုယ့်ရဲ့ product ကြည့်လိုက်တယ်ကိုယ့်ရဲ့စာအုပ်ကြည့်လိုက်တယ်ကိုယ့်ရဲ့ assignment ကြည့်လိုက်တယ်ကိုသင်ပေးတဲ့စာအုပ်ကြည့်လိုက်တာနဲ့သူများထက်မတူပဲစမ်းကြယ်နေတော့အရာတစ်ခုဖြစ်ဖို့ကအရင်ကြီးပါတယ်အဲ့တော့ entrepreneur mindset ရှိတဲ့သူအတွက်စမ်းသစ်တီထွင်မှုကိုဦးစားပေးဖို့အရင်အရေးကြီးပါတယ်ပြီးတော့ခါကျတော့နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ entrepreneurship အတွက်ကြိုတင်ပြင်ဆင်မှာစူးစမ်းရယူပါအဲ့တော့နံပါတ်၄တစ်ချက်ကကြိုတင်ပြင်ဆင်မှာဆိုတာက entrepreneurship မှာ if you are failing to plan you are planning to fail ကိုက
ကြိုတင်ပြင်ဆင်မှုကိုလုပ်ဖို့အတွက်အားနည်းနေတယ်ဆိုရင်ကိုဟာကြာရှုံးမှုအတွက်ကိုအားထည့်နေတဲ့အတူတူပါပဲအဲ့တော့အမြဲတမ်းပြင်ဆင်မှာစနစ်တကျအလုပ်ပါစူးစမ်းအားထည့်မှုကိုထည့်ပြီးလုပ်ပါရွတ်သမှုကိုထည့်ပြီးလုပ်ပါလို့ပြောချင်ပါတယ်နောက်ဆုံးတစ်ခုကကျတော့ဘာလဲဆိုတော့လဲကြရင်တက်ထားပါ entrepreneurship နဲ့ entrepreneur အများစုမှာအဲ့ဒီ entrepreneur အများစုအောင်မြင်တဲ့သူအများစုကိုကြည့်လိုက်ရင်သူတို့ကအမြင့်ကြီးကနေလဲကြဘူးတဲ့သူတွေကြီးပဲဒါပေမဲ့လဲကြတဲ့အချိန်ကြရင်လဲကြလို့ရတယ်ဒါပေမဲ့ပြန်ထားတဲ့အချိန်ကြရင်တော့ you need to rise like a phoenix ကိုက phoenix ကတကောင်လို့အရှင်အဟုန်နဲ့ပြန်ထားဖို့အရင်ရည်ကြည့်တယ်အဲ့တော့ entrepreneurship mindset ကိုကိုကဖန်ဆင်းခြင်းနဲ့တီထွင်ခြင်းနဲ့ရယူခြင်းနဲ့ဆိုရင်တော့လဲကြမှာမကြောက်ပါနဲ့ကို project တစ်ခုချင်းစီကိုပြီးဆုံးအောင်လုပ်ပါသင်ယူပါလဲကြရင်ပြန်ထားပါငါဘဝမှာတွေ့ရတဲ့အခက်အခဲတွေစိန်ခေါ်မှုတွေအားလုံးဒီငါရဲ့အောင်မြင်မှုအိမ်မက်ကိုပုံဖော်နေတဲ့အရာအနေပဲသတ်မှတ်တယ်ဆိုရင်ဒီ entrepreneurship mindset ကကိုယ်တက်ဖြစ်လာမှာပါအဲ့တော့ပြန်ပြီးခြုံပြောချင်တာကကြတော့ entrepreneurship အတွက်အရေးကြီးတဲ့အတွေ့အခေါ်၅ခုရှိပါတယ်နံပါတ်1ကကြတော့စွန့်စားပါကိုစားရဖို့အတွက်ကိုစွန့်မှုအရင်ကြီးတယ်ကိုပါတယ်စွန့်စားပြီးပြီလေနံပါတ်2ကအောင်မြင်မှုတွေအတွက်ကိုလိုချင်တဲ့ရလဒ်ကိုရအောင်ဖန်ဆင်းပါ If there is a way there should be a way ကိုလိုချင်တဲ့ရလဒ်ကိုရဖို့အတွက်နီလန်းတစ်ခုကိုရအောင်ဖန်ဆင်းပါကိုရလဒ်ကိုပဲအာယုံစုဆိုင်ပါ reason ကို view မဆိုင်ပါနဲ့ result ကိုပဲ view ဆိုင်ပါ entrepreneurship mindset အတွက်တီထွင်ဆက်သက်တော်သူတရားဖြစ်ပါစေဖန်တီးနိုင်စွမ်းတီထွင်နိုင်စွမ်းကိုအလုပ်တစ်ခုကိုလုပ်ဖို့အရင်အရေးကြီးပါတယ် be prepared and use hard work as your strategy ကိုကကြိုတင်ပြင်ဆင်ရမယ်စူးစမ်းအထောက်မှုကိုအလုပ်အနေနဲ့ကိုဥဆိုင်ပြီးလုပ်ရမယ်နောက်ဆုံးအရေးကြီးရတော့ဘာလဲဆိုတော့လဲကြရင်တက်ထားပါဆိုတဲ့အချက်လေးကအရင်ကြီးပါတယ်အဲ့တော့ဒီအချက်လေးကတော့ entrepreneurship တွေအတွက်သိရမယ့်အချက်လေးတွေပါအဲ့တော့ entrepreneur ဒီအလုပ်တဲ့ခါကြရင် Oxford University မှာမလေးလာခဲ့ရတဲ့model လေးကိုလည်းဒီနေ့ဝင်ပြပေးရစေအဲ့ဒါကကြတော့အောင်မြင်မှုအိမ်မက်တွေအတွက် Oxford မှာသင်ပေးတဲ့ sensing shaping season ဆိုတဲ့ model လေးဖြစ်ပါတယ်အဲ့တော့ sensing ဆိုတဲ့အရာကြတော့စုံမှုတီထွင်ခြင်းတဲ့သူတယောက် entrepreneur တယောက်အောင်မြင်ခြင်းတဲ့သူတယောက်အိမ်မက်တွေကိုကောက်ထည့်ဖော်ခြင်းတဲ့သူတယောက်ကအမြဲတမ်းလိုက်ပြီးတော့လိလာနေရမယ်စူးစမ်းနေရမယ်ဘာကိုလိုက်စူးစမ်းနေရမလဲအခွင့်အရေးကဘယ်နေရာမှာရှိလဲငါသူများထက်တာအောင်ငါဘာလုပ်လို့ရလဲလူတွေလိုချင်တဲ့အရာကဘာလဲလူတွေဖြစ်နေတဲ့ပြဿနာကဘာလဲဒီလိုလူတွေဖြစ်နေတဲ့ပြဿနာကိုငါရဲ့ဘယ်လို product နဲ့ငါရဲ့ဘယ်လို service နဲ့ငါဘယ်လိုအကောင့်ထဲပေါ်မှာလဲလူတွေကိုငါ့ကိုဘယ်လိုလူလို့မြင်စေချင်တာလဲအဲ့လိုမျိုးစူးစမ်းခြင်းနဲ့စိတ်အရင်ရှိဖို့အရင်ကြီးတယ်အဲ့ဒါကို sensing လို့ပြောတာပေါ့နော်မတို့စီးပွားရေးလောကမှာကျတော့စီးပွားရေးကိုလုပ်နေတဲ့သူ entrepreneur တယောက် professional တယောက်ကကိုကဘာတွေလုပ်နေလဲဆိုတော့ internet sensing ရှိရတယ်ကို့မှာတကယ်တန်မိုးကြီးနေတဲ့ value တွေကဘာတွေလဲကို့မှာတကယ်အားတာတဲ့အားတာချက်တွေကဘာတွေလဲအားနည်းချက်တွေကဘာတွေလဲဆိုတော့ internal sensing အရင်ရှိရတယ် external sensing ဆိုတဲ့ကိုယ့်ရဲ့တန်ဘက်တွေကဘာတွေလုပ်နေရလဲတခြားအောင်မြင်တဲ့သူတွေကရောဘာတွေလုပ်နေရလဲသူတို့ဘာကြောင့်အောင်မြင်သွားတာလဲဘာဖြစ်လို့စားသုံးသူတွေသူတို့ရဲ့ product ကိုရောင်းတာလဲသူတို့ထပ်တာအောင်ငါဘာလုပ်လို့ရလဲဆိုတော့ external sensing ကိုအမြဲတမ်းလုပ်နေရတယ်နောက်တစ်ချက်ကကြတော့ opportunity sensing ဒီ internal နဲ့ external နဲ့မှာopportunity ဘယ်လိုမျိုး opportunity တွေကကို့မှာရှိနေတာလဲအဲ့ဒါကို sensing လုပ်ရတယ်နောက်တစ်ခုက customer sensing customer တွေကဘာတွေလိုချင်နေရလဲဘာတွေသူတို့ပြဿနာတွေကဖြစ်နေရလဲဆိုတာကိုဆရာတို့ကအမြဲတမ်းပြန်လဲဆက်စီရအဲ့ဒါကတော့ sensing activities ပါအဲ့တော့ဒီနေ့မှာလဲခုနကတစ်ချက်ပြောတဲ့ sensing လေးမျိုးလေးကိုစာအုပ်လေးထဲမှာရေးပြီးတော့မှကိုယူနိုင်တဲ့ opportunity ကဘာတွေလဲဆိုတာဝေမျှပြီးဖို့ဒီနေ့ကနေတောက်ဆိုလိုက်ပါတယ်နောက်တစ်ခုကကျတော့ shaping ဆိုတာဘာလဲဆိုတော့ကိုလိုချင်တဲ့ project တစ်ခုကိုလိုချင်တဲ့အိမ်မက်တစ်ခုကိုထုတ်ချင်တဲ့ project တစ်ခုကိုအစကနေအဆုံးထိရအောင်ပုံဖော်နိုင်စွမ်းကို shaping လို့ပြောပါတယ်အဲ့တော့ shaping မှာတစ်ခါလေကြာအရင်ရေးကြည့်တာ entrepreneur တွေအနေနဲ့အရင်အရေးကြီးတာကဘာလဲဆိုတော့ကိုတယောက်တည်းအလုပ်လုပ်လို့မပြီးဘူးလူအများနဲ့အလုပ်လုပ်မှတစ်ချက်ကအလုပ်ပြီးတာအဲ့ဒါကြောင့်မို့တစ်ချက်နောက်ပိုင်းမှာဆိုရင်ဒီ shaping မှာ Lean Sigma တို့ရှိတယ် Agile leadership တို့ရှိတယ် explore and exploit strategy တို့ရှိတယ် strategy တွေအမျိုးစုံရှိပါတယ် shaping မှာ strategy ကိုပိုင်နိုင်ဖို့အရင်အရေးကြီးပါတယ်အခုလောလောဆယ် shaping မှာပြန်ပြောရမယ်ဆိုရင်တော့ကိုအနေနဲ့ entrepreneur တယောက်အနေနဲ့ကိုတယောက်တည်း effort မဟုတ်ဘဲနဲ့ team effort နဲ့လုပ်ရတာဖြစ်တဲ့အတွက် communication အရင်ရေးကြည့်တယ် collaboration အရင်ရေးကြည့်တယ် creativity and innovation အရင်ရေးကြည့်တယ်လို့ပြောပြရစေ shaping မှာ entrepreneur တယောက်အနေနဲ့အရေးကြီးဆုံးကဘာလဲဆိုတော့
ကိုလိုချင်တဲ့ product တစ်ခုကိုလိုချင်တဲ့ service တစ်ခုကိုတီထောင်မဲ့စီးပွားရေးတစ်ခုကိုအကောင့်ထဲပေါ်အောင် shaping မှာကိုအဓိကလုပ်ရမယ် critical tasks တွေကဘာတွေလဲ shaping အတွက်လုပ်ရမယ်နံပါတ်1ဥပမာစလုပ်ဆိုင်ဖွင့်မယ်ဆိုရင်ဆိုင်ကိုအရင်ငှားရမယ်ပြင်ဆင်ရမယ်နံပါတ်2နံပါတ်3ကြော်ညာရမယ်နံပါတ်4 menu တွေထုတ်ရမယ်ဒါတော့သူတော့ရှိမှာပေါ့နော်နံပါတ်5ကကျတော့ဥပမာ operational effectiveness အတွက်ဘယ်လိုလုပ်ရမလဲ1 2 3 4 5အဲ့လိုမျိုးပဲကိုလုံးမဲ့ project အတွက် critical task ဆိုတာကြတော့ဘယ်လိုအလုပ်ငန်းတွေကကိုလုပ်တဲ့အလုပ်ကိုချွတ်ချောမွေ့ပြီးမြောက်စေမှာလဲဆိုတဲ့အရာတွေဖန်ဆင်းတာကိုအလွယ်ကူဆုံး shaping strategy လို့ပြောလို့ရပါတယ်။ season ကကြတော့ကိုအစားကနေ define လုပ်ထားတဲ့ဒီ project product business or maybe activities တခုကိုအစားအနေအဆုံးထိကိုပြီးဆုံးသွားအောင်လိလုံနိုင်စွမ်းလိလုံပြီးသွားရင်ရတဲ့ result ကို teacher တို့က season လို့ခေါ်ပါတယ် season ကကြတော့ opportunity ကို sense လုပ်လိုက်တယ်critical task ဘယ်နှခုနဲ့ shape လုပ်တယ်နောက်ဆုံးအောင်မြင်မှုပန်းနိုင်တီရအောင်ယူဆောင်သွားတဲ့ဟာကို shaping လို့ခေါ်ပါတယ်အဲ့ဒါကတော့ Oxford University မှာ teacher လေးလာခဲ့ရတဲ့ sensing shaping နဲ့ season strategy တို့ဖြစ်ပါတယ်The mindset of marketing ဆိုတာဘာလဲ personal branding ဆိုတာဘာလဲအောင်မြင်မှုရလဒ်တွေအတွက် personal branding လုပ်ဖို့အတွက်ဘာတွေကိုသိရမှာလဲentrepreneur တယောက်အနေနဲ့အရင်ရေးကြည့်တာ personal branding အရင်ရေးကြည့်တယ် marketing အရင်ရေးကြည့်တယ် marketing ဆိုတဲ့အရာက department တစ်ခုလည်းမဟုတ်ဘူးလူတစ်ယောက်လည်းမဟုတ်ဘူး marketing ကလည်း mindset တယ် marketing mindset ရှိတဲ့သူကကြတော့ entrepreneur တယောက်အနေနဲ့ကိုလုံးမဲ့ကိုယုံကြည်ချက်ကိုအိမ်မက်ကိုရေရဲဝဝပြရဲတယ်မရှက်မဲ့အရာကိုရှက်မနေဘူးကိုတကယ်ကိုယုံကြည်တဲ့အရာလောက်တဲ့နဲ့လောက်ထိုက်တယ်သူများကိုလည်းမထိခိုက်ဘူးဆိုရင်ကိုယုံကြည်တဲ့အရာကိုသူက promote လုပ်တယ် marketing လုပ်တယ် sell လုပ်တယ်အဲ့ဒါကိုတချို့တို့က the marketing mindset လို့ပြောပါတယ်အဲ့တော့ entrepreneur တယောက်အနေနဲ့ marketing mindset မရှိဘဲ personal branding လုပ်လို့မရဘူးအဲ့တော့ teacher ဆိုဘာတွေးတာလဲဆို teacher ပပူကြီး page မှာလဲပပူကြီးအိမ်မက်ပါဆိုတဲ့ဒီ page မှာလဲ teacher knowledge တွေ sharing လုပ်ပေးနေတယ်ဆိုတဲ့အရာက teacher စောက်သုံးသူကို teacher ဘာတွေလုပ်နေလဲဆိုတာကိုတင်ပြတာ teacher ကျောင်းရဲ့ activities တွေပြတယ်ဆိုတာလဲ marketing mindset နဲ့ပြောပြတာအဲ့ဒီအတွေးခေါ်တွေမရှိဘဲနဲ့ personal branding လုပ်လို့မရဘူးအဲ့တော့ the mindset of marketing ကို develop လုပ်ချင်တယ်ဆိုရင်နံပါတ်1 marketing ဆိုတာရှက်စရာမဟုတ်ပါဘူးဆိုတာကိုခေါင်းထဲမှာယုံကြည်ရမယ်နံပါတ်2က marketing ဆိုတာကိုယ့်ရဲ့ digital platform တွေနဲ့ကိုယ့်ရဲ့ conversation တွေကိုယ့်ရဲ့လူမှုကွန်ရက်နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးမှာကိုလုပ်နေတဲ့ product အကြောင်းကိုရဲရဲဝံ့ချပြတာကိုရှက်စရာမဟုတ်ဘူးဆိုတာကိုယုံကြည်ရမယ်နံပါတ်3တစ်ချက်ကကျတော့ဘာလဲဆိုတော့ကိုယ့်အဖွဲ့အစည်းမှာလုပ်နေတဲ့ activities တွေအားလုံးကိုယ်မှာ personal life မှာလုပ်နေတဲ့ activities တွေအားလုံးကိုပုံမကောင်းမွန်တဲ့ပုံရိပ်အနေနဲ့ပြောင်းလဲပြီးတော့ကိုယ့်ရဲ့ social media နဲ့ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာကိုဘယ်လိုလူဆိုတာရဲရဲဝံ့ဝံ့ပြသရမယ်အဲ့ဒါက the mindset of marketing ပါအဲ့တော့တစ်ချက်ဒီညနေပြောချင်တာကတော့ the mindset of entrepreneurship နဲ့ the mindset of marketing တွေ့ရဆိုရင်အောင်မြင်မှုအိမ်မက်တွေကကိုယ်တက်ဖြစ်လာမှာပါအိမ်မက်မပါအိမ်မက်များယုံကြည်ပါအိမ်မက်များ content ပေါ်ပါလို့လည်းပြောချင်ပါတယ်မင်္ဂလာပါရှင်ကျွန်မကဒေါက်တာအေးဆန်းပါဝီတိုရီယာစီမှာ CEO ပါ entrepreneur တယောက်အနေနဲ့ပေါ့နော်ဘယ်လိုမျိုးတွေရှိမယ်ဆိုတော့ငါတွေပြောရင်အမတို့ dream တွေစတယ်ပေါ့နော်လူတွေကအမတို့ရဲ့နေ့စဉ်ဘဝမှာလူတိုင်းက dream တွေရှိပါတယ်နော်ပညာရေးတွေမကောက်လူမှုရေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်ဖြစ်ကိုယ့် career development ဖြစ်လူတိုင်းမှာ dream ရှိတယ် dream ကို dream နေရာမှာပဲရပ်ထားမယ်ပေါ့နော် implement မလုပ်ဘူးဆိုရင်အမတို့ဘလို့မှအောင်မြင်တဲ့ entrepreneur မဖြစ်လာပါဘူးဒါကြောင့်မလို့အမကတော့တူတူတုတ်တုတ်နဲ့လေးပေါ့နော် message ပေးရမယ်ဆိုရင် dream it build it and sustain it ဒါမှပဲအမတို့ကအောင်မြင်တဲ့ entrepreneurs တယောက်ထိဖြစ်မယ်ပေါ့နော်အဲ့တော့ dream လို့ပြောလိုက်တယ်ခုနကဒီ dream လေးတွေအကောင့်တွေပေါ်မယ်ဆိုကိုယ့်မှာ dream တွေအများကြီးရှိတယ်ဒီထဲမှာ priority ပေးရမယ် dream တစ်ခုဖြစ်လာပြီးရင်အနောက်မှာ passion ဖြစ်ရမယ် passion ဖြစ်တဲ့ကိုလည်း dream ရှိတယ်ဒီကိစ္စကို passion ဖြစ်တဲ့ဟာနဲ့လည်းကြိုက်တယ်ဆိုရင်တော့လုပ်တဲ့တယ် dream ကနေပြီးတော့ကို passionate ဖြစ်တာတွေကိုပို့ပြီးရွေးပါနောက်ပြီးရွေးလိုက်တဲ့အခါမှာလည်းအမတို့ဘာတွေ့လဲ challenges တွေအများကြီးတွေ့ပါတယ်အဲ့ဒီ challenges တွေတွေ့တိုင်းကိုကနောက်မဆုတ်လိုက်စေချင်ဘူးဒီ challenges တွေကိုဘယ်လို overcome လုပ်မလဲဆိုတာကိုအမတို့ကစဉ်းစားစေချင်တယ်ဒါကြောင့်မလို့ဒီလိုစဉ်းစားတဲ့အခါမှာအမတို့က systematic စဉ်းစားလို့ရှိရင်တော့ပို့ပြီးတော့အောင်မြင်တဲ့ဘက်ကိုရောက်တာပေါ့နော်ခုနက theory တွေမှာသင်ကြတဲ့ဟာတွေကိုကိုက apply ပြန်လုပ်ရမယ်
ဒါပေမဲ့ entrepreneur တယောက်ဒီ apply လုပ်တဲ့နေရာမှာတအား rigid ဖြစ်လို့တော့မရဘူးဟာ theory ကဒီလိုလုပ်ထားပြီးမြင်ကိုယ့်ရဲ့လုပ်ငန်းနဲ့ကိုယ်အကောင့်ထဲပေါ်တဲ့အလုပ်ကိုမူတည်ပြီးတော့ကိုယ်နည်းနည်းလေး flexible ပြောင်းလဲသင့်တဲ့အချိန်မှာပြောင်းလဲရမယ်ပြောင်းလဲဖို့ကိုလည်းကြောက်စရာမလိုဘူးနောက်ပြီးတော့အမားတို့က think global act local လို့အမြဲပြောလေးရှိပါတယ်လုပ်ငန်းထဲမှာအမားတို့နမူနာယူရမယ်theory မှာပါတာတွေကိုလည်း apply လုပ်ရမယ်ဒါပေမဲ့တကယ်လက်တွေ့နဲ့ပို့ပြီးနီးစပ်တဲ့ဟာကိုက creative thinking နဲ့ပြန်ပြီးစဉ်းစားနိုင်ရမယ်ဒီလိုစဉ်းစားနိုင်မယ် challenges တွေကြော်ဖြတ်နိုင်မှလည်းခုနကအောင်မြင်တဲ့ဒီ entrepreneurs တယောက်ဖြစ်မယ်ပေါ့နော်အမ MBA ရပြီးတဲ့အခါမှာကျတော့ကိုယ်ပိုင်အလုပ်လေးပေါ့နော်တခုစမယ်ဆိုပြီးလုပ်တဲ့အခါမှာအမတို့အဲ့မှာစပြီးတော့ခုနက entrepreneurs တယောက်စဉ်းစားရတဲ့ဟာတွေအကုန်လုံးအမတို့စဉ်းစားရတာပေါ့နော်အမတို့လုပ်မဲ့ဥစ္စာဒီ market survey ကိုလုပ်လိုက်တယ် market survey လုပ်လိုက်တဲ့အခါမှာ market survey မှာမရှိနေဘူးတကယ်တော့လိုအပ်နေတယ်ဒီ niche market တခုကိုအမတို့သိရတဲ့အခါမှာအဲ့မှာအမတို့ကစပြီးတော့ပေါ့နော်ကိုယ်ပိုင် business လေးကိုလုပ်မယ်ဆိုပြီးတော့ဒီစလုပ်တုန်းကဆိုရင်အမကမြန်မာ Center of Chemotherapy ဆိုတဲ့chemo ပေါ့နော်therapy cancer လူနာတွေကို chemo ဆေးသွင်းကုသတဲ့ center လေးကိုအမစပြီးလုပ်ပါတယ်ကြောင်းပြီးတော့အဲ့ဒီလုပ်တဲ့အခါမှာအမတို့ဘာအတွေ့အကြုံတွေရတယ်လဲပေါ့နော်ဒီအတွေ့အကြုံလေးတွေကိုအမကနောက်လူတွေကို sharing လုပ်ပေးခြင်းပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်အမတို့ခုနကဒီကျောင်းကနေပြီးတော့ဗောနော်အမတို့ MBA program တွေမှာလည်းသင်လိုက်တာပဲအမတို့ကို planning တွေရော strategy တွေရောပါတကယ်လုပ်တဲ့အခါကျတော့ apply လုပ်တဲ့အခါကျတော့ကိုယ့်အလုပ်နဲ့ပေါ့နော်ပို့ပြီးတော့ကိုက်ညီတဲ့ဟာကိုအမတို့ဒီလိုပဲရွေးချယ်ပြီးလုပ်ကြရတယ်နော်လုပ်တဲ့အခါမှာအမတို့ပထမဆုံးခုန market survey လုပ်ပြီးတဲ့အခါမှာကိုယ့်ရဲ့ဒီ brand ကိုဘယ်လိုတိဆောက်ချင်တာလဲဘယ် positioning ကိုလေ့ကျင်တာလဲကိုဘယ်လိုသွားချင်တာလဲကိုမူတည်ပြီးတော့ဗောနော်အမတို့ကတော့ဒီအချက်9ချက်နေရာလေးကိုစဉ်းစားပြီးတော့လုပ်တယ်ပေါ့နော်အဲ့လိုစဉ်းစားပြီးတော့တခုအမတို့လုပ်သွားမယ်ဆိုရင်ခုနကအမတို့ dream လေးကတကယ်အကောင့်ထဲပေါ်လာပြီးတော့ဒါဒီရေရှည်ပါတည်တက်ပြီးတော့အမတို့လုပ်လို့ရမယ်ပေါ့နော်နံပါတ်1အနေနဲ့အမတို့ခုန service delivery ကိုဘာပေးမှလဲအဲ့ဒီခြားမှာလည်းအမတို့ကသူများနဲ့ differentiate ဖြစ်အောင်ဘာလုပ်မှလဲအဲ့ဒီအချိန်မှာဆေးသွင်းတဲ့ကုသတာတွေပေးတာတွေကဆေးရုံဆေးခန်းမှာပဲပေးကြတယ်အမတို့က stand alone လေးနဲ့စကျင်တယ်ဒီလိုစကျင်ဖို့အတွက်ဆိုရင်အမမှာခုနက service delivery ကိုအမတို့ကျန်းမာရေးကြတော့ patient safety ကိုအမတို့ဦးစားပေးပြီးလုပ်ရတယ်အဲ့တော့ကိုကဆေးရုံမှာဖွင့်တာလည်းမဟုတ်ဘူး stand alone ဖြစ်မယ်ဆို patient safety အတွက်အမတို့ဘာတွေလုပ်ရမလဲလုပ်ရမယ့် intervention တွေကိုအမတို့အကုန်စဉ်းစားတယ်နောက် technology လိုတာဆိုရင်လည်းအမစင်ကာပူက center တွေကိုလေ့လာတယ်အဲ့ဒီကနေပြီးတော့ဒီကို training တွေခေါ်တယ်ယူပြီးတော့အမတို့သေးသေးချာချာကို service delivery ကိုလိုချင်တဲ့ပုံစံဖြစ်အောင်ပုံဖော်ပြီးတော့အဲ့လိုလုပ်တယ်ဒါမှအမားတို့ကသူများလုပ်နေရတဲ့ difference ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ service area လေးတွေကိုလည်းအကြောင်းအမားကပြောပြချင်တာ service area နဲ့ service delivery လေးကိုလည်းကိုတည်တည်ချာချာခုန planning လုပ်ရင် mention တေချာလေးလုပ်စီချင်တယ်နော်အဲ့ဒီကိုလိုက်ပြီးတော့အမားတို့ကနောက်ပိုင်းမှာလုပ်ရမှာရှိတာ။ခုန service delivery ဆိုတာအမအတွက်က pillar တစ်ခုပဲ။နောက်အမတို့စဉ်းစားတဲ့ pillar တစ်ခုကဒီလို service တွေပေးဖို့အတွက်အမတို့မှာ scale labor တွေလိုတယ်ပေါ့နော်။ဝန်ထမ်းတွေလိုတယ်။အဲ့ဒါမျိုးကြတော့အမတို့ကဒီ HR ဆိုလဲဘယ်လို strategy နဲ့သွားမလဲပေါ့။ဘာဖြစ်လို့လဲဆိုတော့ခုနကအမပြောသလိုပဲHR ကအမတို့အတွက်အရင်အရေးကြီးတယ်။ကိုသွားခြင်းနဲ့ service delivery နဲ့ကိုက်ဖို့ကြတော့အမတို့ခုနက HR system လေးကိုတည်တည်ချာချာတိဆောက်ယူရတယ်။အဲ့တော့ HR ကတကယ်ကအမားတို့အတွက်ဆိုရင်အရန်ကိုအရေးကြီးတဲ့ scale workforce တွေဖြစ်တယ်။ဒါကြောင့်မလို့သတိထားမိပါပါအရင်တော့ HR လို့ပြောရင် human resource ပဲပြောတယ်။သူ့ကို resource နေရာပဲထားတယ်။အမားတို့ခုနက man money material တွေပြောတဲ့အချိန်မှာတချို့ဒီ asset အနေနဲ့အမားတို့က value ထားတယ်။တချို့ resource အနေနဲ့ပဲသုံးတယ်။တချို့ကျတော့ capital အနေနဲ့အမားတို့ invest လုပ်ရတယ်။အဲ့တော့အခုဆိုရင် resources ကနေ HR ကအဆင့်မြင့်လာတယ်အမတို့ပို့ပြီးတော့အားကိုအားထားလောက်ရတော့သူ့ကိုအခုတချို့ဆိုရင်အမတို့ asset လို့တောင်ပြောင်းခေါ်ကြတယ်ပေါ့နော် asset လို့ခေါ်နေရနေပြီးတော့သူ့ရဲ့ဒီအမတို့ value ကအရန်မြင့်လာတော့အခုဆိုရင် advance HR မှာ capital လို့ပါပြောင်းခေါ်နေကြတယ်ပေါ့နော်အဲ့လိုနဲ့အမတို့ရင်းနှီးမြှုပ်နှံမှုပါလောက်ရတာအရင်ကဆိုရင်သူများ train လုပ်ပြီးတော့အမတို့ကခေါ်ပြီးတော့ကို procedure လုပ်တယ်မဟုတ်တော့ဘဲနဲ့အမတို့က capital investment တစ်ခုအနေနဲ့ပါသူ့ကိုစဉ်းစားပြီးတော့ကြိုတင်ပြီးတော့အစောကြီးကလေးကအမတို့
ဥပမာ health care မှာဆိုရင်ဆရာဝန်တွေရှိမယ်nurses တွေရှိမယ် pharmaceutical sector ကလူတွေရှိမယ် technician ရှိတယ်သူတို့ကိုပါအမတို့ကကျောင်းမှာတင်တဲ့ scholarship ပေးတာတို့เนาะအဲ့ဒီကလေးကသူတို့ကိုအမတို့ကရင်းနှီးမြုပ်နှံရတော့အဲ့အထီကိုအခုနောက်ပိုင်းလုပ်ရတယ်ပေါ့เนาะဒါကြောင့်မလို့အမကဒါလေးတွေကိုလည်းsharing လုပ်ချင်ပါတယ်နောက်တစ်ခုကကြတော့ခုနလိုပေါ့ scale တွေပါရှားတဲ့အချိန်မှာ job hopping တွေများတော့ခုန system သာတေချာမရှိရင်အမတို့ကလူကိုပဲသွားပြီးအားကိုးနေဒီတော့ကျွမ်းကျင်ဒီမှာတွေဆိုတော့ဝန်ထမ်းထွက်သွားရင်အမတို့ကရိုင်သွားအဲ့လိုမဟုတ်ဘဲနဲ့အမတို့က system တေချာချပါအဲ့တော့လူက system ထဲမှာဝင်လုပ်တဲ့အတွက်ဒီ system ကိုကြတော့အမတို့က sustainable ဖြစ်အောင်လိုက်ထိန်းသွားလို့ရတယ်ပေါ့နော်နောက်တစ်ခါကျ retention တွေအတွက်အမတို့အများကြီးစဉ်းစားရတယ် HR နဲ့ပတ်သက် retention တွေဆိုလည်းအရင်တော့ဆိုအမတို့က salary နဲ့ allowance လေးတွေစဉ်းစားလိုက်ရင်ပြီးသွားပြီအခုဆိုအဲ့လိုမဟုတ်တော့ဘူးသူတို့ရဲ့ development အတွက်စဉ်းစားရတယ်ဒါမှမဟုတ်နောက်ပိုင်းမှာ HRM မကတော့ဘဲနဲ့ HRD ကိုပါအရန်ကိုအမတို့ဦးစားပေးပြီးလုပ်လာရဘာဖြစ်လို့ဒီ retention အတွက်เนาะ retention အတွက်သူတို့ရဲ့ development တွေရောနောက်ပြီးတော့ healthy environment ဖြစ်ဖို့တွေရောသူတို့အတွက်ကိုအမတို့က work life balance ဖြစ်ဖို့တွေအတွက်ကိုနောက်ပြီးတော့ workplace မှာဆို gender equality တို့ diversity inclusion တို့ HR ရဲ့ topic တွေ sector တွေကအများကြီးပဲ level up ဖြစ်လာတယ်ပေါ့နော်အဲ့ဒါတွေကိုလည်းအမတို့ကအမြဲ sustainable အမြဲပဲလိုက်ပြီးတော့လေးလာနေရတယ်ပေါ့ဒါကအမတို့က second pillar ပေါ့နော် third pillar အနေနဲ့အမ highlight လုပ်ချင်တာကခုနကအမတို့ profit organization တစ်ခုဖြစ်တယ်entrepreneurs တယောက်ကငါ service ပဲလုပ်လိုက်မယ်ကျန်တဲ့ဒီ financial ကိစ္စတွေကငါနဲ့မဆိုင်ဘူးဒါ account တွေကလုပ်လိုက်မယ်ဆိုဟုတ်တယ် accounting ကိုတော့ account က data တွေလုပ်ပြီးဒီ data တွေကိုအမတို့ကတေချာ interpret လုပ်နိုင်ရမယ် financial management ကိုလည်းတည်တည်ချာချာနိုင်နေမှာ entrepreneur တယောက်ကကိုယ့်လုပ်ငန်းရဲ့ growth ကိုကိုလုပ်နိုင်မယ်ပေါ့နော်အဲ့တော့အမတို့ကဒီဥစ္စာတွေ budget တွေချရုံနဲ့ဒီ budget အတွင်းဘယ်လိုလုပ်မလဲဆိုတာသိရုံနဲ့လည်းမပြီးဘူးပြီးတော့ cash flow တွေလည်းအမတို့ကြည့်ရတယ်နောက်ပြီး financial report လို့ပြောလိုက်မယ်ဆို report မှာဟို take က revenue ကနေ profit အထိအကြောင်းတိုင်းမှာအမတို့ကအောက်ကန်းဖြစ်အောင်ဘယ်လို leverage တွေလုပ်မလဲဆိုတာတွေကိုလည်းအမြဲအာရုံစိုက်ပြီးတော့လုပ်ရပါတယ် management လုပ်တဲ့လူတယောက်ကเนาะအဲ့ဒါတွေကိုလည်းအမရဲ့ဒီနောက် sharing တွေမှာဆိုအသေးစိတ်တွေပြောပြပါမယ်အဲ့လိုလေးတွေလုပ်တဲ့တယ်ပေါ့နော်pillar 3ခုပြီးပြီနောက်တစ်ခုနောက် pillar ကကြတော့အမတို့ခုန digital platform ကိုသုံးပါလို့အမပြောအခုဆိုလို့ရှိရင် digital platform က AI ဘက်တွေရောက်နေပြီအများကြီးလုပ်နိုင်တယ်သူကကိုယ့်ကိုအမတို့ဒီကျန်းမာရေးမှာဆိုရင် diagnosis တွေ treatment တွေမှန်ကန်မှုနေရာမှာသူအများကြီးအထောက်အကူပြုတယ်အများကြီးလုပ်ပေးတယ်နောက်ပြီးတော့အမတို့ performance တွေမှာဆိုလဲအချိန်ကြီးမကုန်တော့ဘူးเนาะအဲ့တော့သူအရာနေပြီးတော့အမတို့ accurate ဖြစ်တာတွေရမယ် real time တွေအမတို့ရမယ်နောက်ပြီးတော့ခုနကအမတို့သူ့ကိုတိတ်ပြီးတော့အချိန်မပေးရတော့ဘူးသူကကူညီပေးနေတဲ့အတွက်အမတို့ဒီထက်ပိုတဲ့ business expansion တွေဒီထက်ပိုတဲ့အမတို့ရဲ့ service delivery တိုးတက်မှုတွေအတွက်ကိုအမတို့ကပိုစဉ်းစားဖို့အချိန်ကြီးရသွားတယ်เนาะအားကြောင့်မလို့အမတို့ကဒီ digital တွေလည်းတေချာ focus လုပ်ပါလို့အမပြောချင်တယ်နောက် pillar တစ်ခုကကြတော့အမတို့ခုနကအမပြောတဲ့ collaboration တွေပေါ့နော် collaborate လုပ်ပြီးလုပ်ရမယ်ပေါ့နော်အမတို့ service industry မှာပဲဖြစ်ဖြစ်ဒီ production မှာပဲဖြစ်ဖြစ်အခုကတူးရဲတယောက်တည်းနေလို့မရတော့ဘူးเนาะအခုဆိုတွေ့မှာပါဒီ mobile industry တွေမှာဆိုလဲ A to Z ကိုတယောက်တည်းမလုပ်တော့ဘူးเนาะပူပေါင်းပြီးလုပ်လိုက်တယ်ဘယ်သူကဘယ်အပိုင်းလုပ်တယ်ဒီကုမ္ပဏီနဲ့ပူပေါင်းလုပ်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အမအရန်ကြိုက်တဲ့အိတ်စကပုံလေးအဲ့ဒါဘာလဲဆိုတော့ Arab Proverbs တစ်ခုကIf you want to go fast, go alone. If you want to go far, go together. အမတို့များကြီးတိုးတက်အောင်လုပ်ဖို့အတွက်ဆိုတော့ခုနလိုပူပေါင်းရမယ်เนาะကုမ္ပဏီချင်းပူပေါင်းတာလည်းဖြစ်ချင်းဖြစ်မယ်ကုမ္ပဏီနဲ့ technician နဲ့ပူပေါင်းတာလည်းဖြစ်မယ်နည်းပညာပိုင်းပူပေါင်းတာလားเนาะ production ပိုင်းမှာပူပေါင်းတာလားနောက်ပြီးတော့ခုနကအမတို့ resources တွေ sharing လုပ်ကြတာလားအဲ့ဒါတွေလည်းလုပ်ရတယ်เนาะအမတို့ကျမ်းမာရေးမှာဆိုရင်ဗမာပြည်မှာရှိတဲ့ specialist တွေအောင်မကဘူးအမတို့ technical transfer ရအောင်နိုင်ငံခြားက expert တွေပါအမတို့ဖိတ်တယ်ပြုပြီးတော့ service delivery ကိုဒီလိုပူးပေါင်းပြီးတော့ဆောင်ရွက်ကြတယ်ဒါလို့လုပ်ချင်းအပြင်ကိုယ့်ရဲ့ company မှာလည်း technical transfer တွေတိုးတက်လာတယ်နောက်ပြီးခုနလိုပေါ့အမတို့အများကြီးလုပ်နိုင်တယ်အဝေးကြီးသွားနိုင်တယ်အမြင့်ကြီးရောက်နိုင်တယ်ပေါ့နော်အဲကြောင့် collaboration တွေလုပ်ကြပါ networking တွေလုပ်ကြပါလို့လည်းအမကမှားခြင်းတယ်ပေါ့နော်နောက်နံပါတ်9 pillar ကတော့အမ CSR လေးကိုတည်တည်ချာချာပြောပြချင်ပါတယ်ခုန CSR ဆိုတာကနော်အမတို့ပြောကြတယ် CSR လို့ပြောလိုက်ရင်လူတွေက foundation ပဲထောင်ရမှာလားငွေတွေပဲအများကြီးပြေးလှူရမှာလား
အဲ့လိုမဟုတ်ဘူး CSR ဆိုတဲ့ concept လေးကိုအမတို့ထည့်ပြီးအလုပ်လုပ်ပါလို့အမ remind လုပ်ချင်တာ CSR လို့ပြောရင်ကိုယ်ဝန်ထမ်းတွေရဲ့ development အတွက်ကိုစဉ်းစားပေးနေတာเนาะဆိုလဲဒါကိုယ့်ရဲ့ CSR ပဲနောက်ကိုယ်စီလာတဲ့လူနာတွေအတွက်သူတို့ရဲ့ risk တွေကို short ချအောင်သူတို့အတွက်ပိုပြီးကောင်းတာတွေလုပ်ဖို့အမတို့ဘာတွေထပ်ပြီးလုပ်ပေးရမလဲဆိုစဉ်းစားနေတာလေဒါလည်း CSR ပဲเนาะနောက်ပြီး community တစ်ခုကြီးလုံးပေါ့เนาะကိုမိခိုအားထားနေ community တစ်ခုကြီးရဲ့ development ကိုရောဘာလုပ်ပေးနိုင်တာလဲဒါလည်း CSR ပဲအမတို့ကျမ်းမာရေးလုပ်တယ်ဆိုရင်ကျမ်းမာပတ်စံရဖို့အတွက်ကျမ်းမာရေးတစ်ခုအခုအနာရောဂါဖြစ်မှလောက်တာမျိုးမဟုတ်ဘဲနဲ့ကြိုတင်ကာကွယ်တာကိုလည်းအမတို့ကလုပ်ပေးတာ community ကိုအမတို့က CSR လုပ်ပေးတာပဲယောဂမဖြစ်အောင်ကြိုတင်ကာကွယ်ဖို့တွေလည်းဘယ်လိုလုပ်သင့်လဲဆိုတော့ community ကိုအမတို့ဒီလို education တွေပေးတာကလည်းဒါအမတို့ CSR လုပ်တာပဲဟုတ်တယ်နော်နောက်ဆုံး teacher ပို့လို့အကြောင်းတွေမှာသင်ပါတယ်သူတို့က marketing လုပ်ချင်တော့မှ CSR တွေထည့်လုပ်ပါကို product ကိုဒီလိုတစ်ခါရေးဟာကျမဆက်ပြရောင်းပါတယ်ဟာကျမဒီဆေးရုံမှာဒီယောဂ1 2 3 4အဲ့လိုတွေကုပါတယ်အဲ့လိုမဟုတ်ဘူးပေါ့နော်ခုနအမပြောသလိုပဲအမတို့ဒီယောဂကုတယ်ဆိုတာတော့မှဒါမဖြစ်အောင်အတွက်လုပ်တဲ့ဒီအားလေးတွေပေါ့နော် education လေးတွေကိုလည်းအမတို့က marketing channel မှာဒီလိုမျိုးတွေထည့်သုံးမယ်ဥပမာဆက်ပြရောင်းတဲ့လူဆိုတော့ तू ဆက်ပြရောင်းတဲ့ product ကဒါပါလို့တခါလေးချမပြတော့တန်ရှင်းမှုကဘယ်လောက်အရေးကြီးတယ်လဲ infection control ကဘယ်လောက်အရေးကြီးတယ်ဆိုတော့အဲ့ဒါလေးကြီး तू ကပြသွားပြီးမှသူ့ product ကိုနောက်ပိုင်းမှာနည်းနည်းလေးပဲ highlight လုပ်တယ်ဒါတွေကနောက်ပိုင်းမှာအမတို့က CSR အနေနဲ့ဒီလိုဟာလေးတွေကိုလည်းခုနက marketing လုပ်တဲ့နေရာမှာထည့်လို့ရမယ်အဲ့တော့ဒီ concept တာရှိရင်အမတို့ကနေရာတကာမှာအကုန်လိုက်စဉ်းစားလို့ရတယ်ဒါမျိုးလေးတွေလေဘယ်လိုလေးတွေလုပ်မလဲဆိုတော့เนาะအားကြောင့်မလို့အမကအဲ့ဒီ pillar 9ချက်ကလေးကိုပေါ့เนาะ highlight လုပ်ပြီးတော့အမက sharing လုပ်သွားခြင်းပါတယ်အားကြောင့်မလို့အမ sharing လုပ်မဲ့ topic လေးကိုလည်းအမက dream it เนาะဒီမှာရက်မနေပါနဲ့ပြီး build it ပြီးရင် sustain it เนาะအောင်မြင်တဲ့ sustainable ဖြစ်တဲ့ business တွေအထိလုပ်နိုင်တဲ့ entrepreneurs တွေဖြစ်အောင်ကြိုးစားကြပါလို့เนาะအမတို့အနေနဲ့ဖြတ်တန်းခဲ့တဲ့ experience တွေကိုလည်းအမတို့အကုန်လုံးဟို sharing လုပ်ပေးပါမယ်เนาะအဲ့လိုအားဖြင့်အမတို့လည်းဒါ CSR လုပ်တာပဲကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလုပ်ခဲ့တဲ့ experience တွေအကုန်လုံးเนาะအဲ့ဒါကြောင့်အမတို့ Rotary မှာဆိုရင်လည်းအမ Rotarian တယောက်အနေနဲ့ပြောမယ်ဆိုအမက RCMY မှာလည်းအမက vocational chair အနေနဲ့လုပ်တယ်အခုလိုမျိုး MIC နဲ့ပေါင်းပြီးတော့အမတို့ခုန beautiful collaboration တွေလုပ်တာကလည်းခုနကအမကဒီ vocational လုပ်တယ်ဆိုတော့ရည်ရွယ်ချက်နဲ့လည်းကိုက်နေတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ entrepreneur နဲ့ဒီဟာတွေရသွားမယ်ဒီ certificate ရသွားမယ်ဆိုဒီ certificate ကအတွေ့အကြုံအနေနဲ့ value ရှိတာမဟုတ်ဘူး certificate itself လည်း value ရှိအောင်အမတို့ကဒါကြောင့်မလို့အမတို့ image လည်းကောင်းတယ်เนาะဒီကျောင်းသားတွေကိုလည်းဒီ knowledge တွေတအားပေးနိုင်တယ်အခုလိုမျိုး prestige ဖြစ်တဲ့ MIC လို့ organization နဲ့အမတို့က collaborate လုပ်တာ Rotary ကလောက်တော့မှဒီ certificate ရဲ့ value ကြောင့်အမတို့ကပေးလိုက်တယ်ဒီသင်တန်းမှာတက်လိုက်တယ်เนาะဒီကလေးတွေကသူတို့လုပ်ငန်းဝင်တဲ့အခါမှာဒါကြောင့်မလို့သူတို့လုပ်ငန်းဝင်မှာဒါ apply လုပ်နိုင်တယ်သူတို့ဒီအလုပ်လျှောက်တဲ့အခါတွေမှာလည်းပို့ပြီးတော့ပို့လွယ်လာမယ်ဒီလို certificate တွေရှိတော့လေဒီအတွက်ပေါ့သူတို့ရဲ့အရေးချင်းကိုမြင့်တင်ပေးတယ်နဲ့အမတို့ကဒီ vocational အနေနဲ့လည်းရည်ရွယ်ချက်မြောက်တယ်လို့ပြောတာပါနောက်တစ်ခုကကြတော့ခုနကအမတို့ဒီလိုလုပ်လိုက်ခြင်းဒီ community ကိုအမတို့ support လုပ်တာဘာလို့ဒီကလေးတွေဒီသူတို့အလုပ်လုပ်မယ်လုပ်ရင်သူတို့မိသားစုသူတို့ထောက်ပံ့နိုင်မယ်เนาะဒီပြီးတော့ထောက်ပံ့နိုင်ပြီခုနလိုမျိုးသူတို့ကိုယ်တိုင်စီးပွားရေးတွေလုပ်ပြီးဒီလို CSR တွေတေချာလုပ်ရင် community development ဆိုတာလည်းအမတို့ကိုက်နေတယ်နောက်တစ်ခုအရေးကြီးဆုံးကတော့အမတို့ Rotary မှာပါတယ်7 area မှာ education focus ပါပါတယ် education area ကို focus လုပ်တာ education ကိုဒါအမတို့အထောက်အကူပြုပါတယ်ဒီ collaboration လုပ်လိုက်တဲ့ program လေးက education ကိုအထောက်အကူပြုခြင်းအပြင်ဒီကနေပြီးတော့အမတို့ future leader တွေကနောက်ပိုင်းမှာသူ့ community ရောသူ့တိုင်းပြည်အတွက်ပါတိုးတက်အောင်ဆောင်ရွက်နိုင်တဲ့လူဖြစ်မယ်ဒီလိုကောင်းတာတွေအများကြီးအောက်ကန်းကောင်းတာတွေအများကြီးဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ program ကိုအမတို့ MIC နဲ့ပူးပေါင်းပြီးဆောင်ရွက်ကြပါဒီလိုအခွင့်အရေးရတော့ opportunity တွေကိုစုပ်ကိုင်နိုင်တဲ့သူတွေဖြစ်ကြပါစေနောက်ဒီ program လေးကိုလည်းအားလုံးပူးပေါင်းပါဝင်ကြပါလို့အမတီကနေပြီးတော့ဖိတ်ခေါ်ပါတယ်နော်မင်္ဂလာပါကျွန်တော်နာမည်ကတော့ဝင်းနိုင်ညွန့်ပါကျွန်တော်ရဲ့အဓိကဒီလုပ်တဲ့အလုပ်ကတော့ logistic ဖြစ်ပါတယ်ကျွန်တော်လုပ်နေ logistic ကတော့ KM Terminal and Logistic
ဆိုပြီးတော့ဖြစ်ပါတယ်ဒီ logistic လုပ်ငန်းမှာကျွန်တော်က director အနေနဲ့ commercial ဘိုင်းကို operation ဘိုင်းကိုနှစ်ခုလုံးကိုတာဝန်ယူပြီးလုပ်ပေးနေတာဖြစ်ပါတယ်ကျွန်တော်ကတော့ logistic ကိုလုပ်နေတဲ့လူဆိုတော့ဒီ entrepreneurship ဆိုတဲ့ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဝင်ငှတဲ့အခါကျရင်ကျွန်တော်ကအတွေ့အကြုံအနေနဲ့ပြောရမယ်ဆိုရင်တော့ entrepreneurship နဲ့ logistics နဲ့ဘယ်လိုဆက်စပ်နေတယ်လဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်ကဝေမျှချင်တာပါကျွန်တော်တို့ entrepreneurship လို့ပြောလိုက်တဲ့အခါကျရင်ကျွန်တော်တို့ကလုပ်ငန်းတစ်ခုကိုလုပ်ကိုင်နေလို့ပဲအချင်းချုပ်ဆိုကြပါစို့လုပ်ငန်းတစ်ခုလုပ်ကိုင်တဲ့အခါကျရင် service ပေးတဲ့လုပ်ငန်းလားသို့မဟုတ် product တစ်ခုကိုထုတ်ပြီးတော့ကျွန်တော်တို့ရောင်းချမဲ့လုပ်ငန်းလားဆိုပြီးတော့ကျွန်တော်တို့တွေပြောလို့ရပါတယ်နှစ်မျိုးလောက်ပြောလို့ရတာပေါ့နော်ဒါအကြမ်းအဖြစ်ပေါ့အဲ့တော့အဲ့ဒါမျိုးတွေလုပ်တဲ့အခါကျရင်ဘယ်လိုမျိုးစနစ်တကျလုပ်ကြမှာလဲပြင်ဆင်တဲ့အပိုင်းတွေကိုတော့ရှေ့ကဒီချက်ပို့လို့မာအီဆန်တို့ကလာပြောကြပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့အလုပ်တစ်ခုလုပ်တဲ့အခါကျရင်ကျွန်တော်စာသင်တဲ့အခါကျရင်ဖြစ်ဖြစ်ကျွန်တော်ဘူးသူတာတွေဝင်ငှတဲ့အခါကျရင်ဖြစ်ဖြစ်ကျွန်တော်အမြဲတမ်းပြောနေတာရှိပါတယ်ဘယ်အလုပ်မဆိုလုပ်တဲ့အခါကျရင်ဘောလုံးအသင်းတင်းလို့ပါပဲဘောလုံးအသင်းတင်းကျွန်တော်တို့အနိုင်ရဖို့အောင်ပွဲရဖို့ဆိုတာကတူဦးတစ်ယောက်တည်းကောင်းလို့မရပါဘူးကျွန်တော်တို့ရှိသမျှတသင်းလုံးကတက်ညီလက်ညီအကုန်လုံးစူးစမ်းမှသာတည်းအောင်မြင်မှုဆိုတာရမှာပါအဲ့တော့ကျွန်တော်တို့ဘာဖြစ်လို့ကျွန်တော်ကဘောလုံးအသင်းနဲ့ကျွန်တော်ကဥပမာပေးရလဲဆိုတော့ဘောလုံးအသင်းဆိုရင်ကျွန်တော်တို့ရှေ့တန်းမှာကန်နေတဲ့သူတွေလည်းရှိမယ်ကျွန်တော်တို့အလဲတန်းရှိမယ်နောက်တန်းရှိမယ်နောက်ဆုံးကိုးသမားရှိမယ်အဲ့တော့ရှေ့တန်းဒီဘာနဲ့တော့တူတယ်လဲဆိုတော့ marketing လုပ်နေတဲ့သူတွေ sales လုပ်နေတဲ့သူတွေရှေ့တန်းကနေပြီးတော့အကောင့်ထဲပေါ်သွားတဲ့လူတွေပါဒါပေမဲ့ကျွန်တော်ပြောနေတာအမြဲတမ်းရှိပါတယ်ရှေ့တန်းကဘလောက်ပဲအကွက်ဖော်သွား marketing တွေလည်းပဲကိုပစ္စည်းကောင်းကြောင်းကိုပြောမယ် sales တွေလည်းပဲဂတိတွေပေးပြီးတော့ကျွန်တော်တို့လုပ်ရမယ့်အလုပ်တွေရှိတယ်ဒါပေမဲ့နောက်ကနေပံ့ပိုးရမယ့်သူမကောင်းဘူးဆိုရင်ရှေ့ကဘလောက်ပဲပြောဘလောက်ပဲလှုပ်သွားဘောလုံးအသင်းလို့ပါပဲရှေ့ကဂိုးတွေတော့တွင်းနေတယ်ဒါပေမဲ့မကြခင်မှာဂိုးတွေပြန်ပေးပြီးတော့နိုင်တယ်ဆိုတာမရှိဘဲနဲ့ရှုံးသွားတယ်လို့လည်းပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ logistics ဆိုတဲ့အပိုင်းဒီရှေ့တန်းကရှိနေတဲ့အပိုင်းတော့မဟုတ်ပါဘူးသူကနောက်တန်းကနေပြီးတော့ရှေ့ဘက်မှာပေးထားတဲ့ဂတိတွေအကုန်လုံးကို supply chain ကြီးတစ်ခုလုံးမှာကျွန်တော်တို့ပြောရမယ်ဆိုရင် supply chain လို့ပြောလိုက်တဲ့အခါကျရင်ကုန်ပစ္စည်းကိုဖြန့်ဝေတာလည်းဖြစ်ချင်းဖြစ်မယ် service ကိုပေးတာဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့အဲ့ဒီ chain ထဲမှာရှေ့တန်းက sales တွေ marketing တွေပြောခဲ့သမျှအကုန်လုံးကိုနောက်ကနေတကယ်ကိုပြောတဲ့အတိုင်းဖြစ်အောင်ပံ့ပိုးပေးမယ်အလုပ်လုပ်တယ်လို့ကျွန်တော်တို့ကပြောလို့ရပါတယ်အဲ့တော့ logistics ဒီတကယ်တမ်းပြောရမယ်ဆိုရင်တော့စနစ်တကျနဲ့ရှေ့ကဖြစ်ချင်တဲ့တွားချင်တဲ့လမ်းကြောင်းတွေအကုန်လုံးကိုဖြစ်အောင်လုပ်ပေးတယ်လို့ပြောလို့ရပါတယ်လုပ်ငန်းတစ်ခုလုပ်တဲ့အခါကျရင်ကျွန်တော်တို့ဘာပေါ်မူတည်ပြီးလုပ်ကြတယ်လေကျွန်တော်တို့ goal တွေ sector တွေ vision တွေတော့ရှိပါတယ်ဒါပေမဲ့နောက်ဆုံးအဆုံးဖြတ်သည်ငွေရေးကြေးရေးနဲ့ပဲဆုံးဖြတ်ပါတယ်ငွေရေးကြေးနဲ့ဆုံးဖြတ်တဲ့အခါကျရင်အဓိကအဖြစ်အမြတ်ပိုရဖို့ကျွန်တော်တို့ customer ရဲ့ယုံကြည်ချက်တွေကိုရဖို့ပြီးရင် customer လိုချင်တာကိုအချိန်မီပေးဖို့ဆိုတာကဘာတွေပါလာတယ်လဲဆိုတော့ခုနကကျွန်တော်ပြောချင်တဲ့ logistic အပိုင်းတွေအများကြီးပါလာပါတယ်ဒီအပိုင်းလေးကိုကျွန်တော်ဘယ်လိုပြောချင်တယ်လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကစွန်စုဆိုတဲ့ကျွန်တော်တို့ပညာရှင်တယောက်ရှိပါတယ်သူကစီးပွားရေးပညာရှင်လည်းမဟုတ်ပါဘူးစီးရေးပညာရှင်ပါနာမည်လည်းအရန်ကြီးပါတယ်သူ့ရဲ့စီးရေးပညာတွေအကုန်လုံးကိုအခုခေတ်မှာစီးပွားရေးပညာအဖြစ်သုံးလာခဲ့လို့တကယ်ကိုချို့သောစီးပွားရေးလုပ်ငန်းကြီးတွေကအရန်ကိုတိုးတက်သွားရပါတယ်သူကဘာနဲ့နာမည်ကြီးတယ်လဲဆိုတော့ The Art of War ဆိုပြီးတော့သူကစာအုပ်ထုတ်ခဲ့ပါတယ်စာအုပ်လို့ပြောလို့ရတာပေါ့လေအဲ့ဒီစာအုပ်မှာသူရေးခဲ့တဲ့သူပြင်ဆင်ခဲ့တဲ့သူ့ရဲ့စစ်ရေးနည်းပညာတွေနဲ့ပတ်သက်ပြီးတော့သူကအများကြီးရေးခဲ့ပါတယ်အဲ့ဒီနည်းပညာတွေကိုအခုခေတ်မှာစီးပွားရေးအဖြစ်စီးပွားရေးနည်းပညာများအဖြစ်အသုံးပြုလာကြပါတယ်အဲ့တော့စွန်စုကဘာပြောခဲ့တယ်လဲဆိုတော့ The line between disorder and order lie in logistics တကယ်တမ်းမှန်ကန်ဖြစ်နေတာရဲ့ကျွန်တော်တို့ဒါမှမဟုတ်ချင်လေတိကျတဲ့လုပ်ငန်းစဉ်တွေအောင်မြင်မှုတွေအကုန်လုံးကဘယ်မှာမူတည်နေတယ်လဲဆိုတော့တဲ့ logistic မှာမူတည်နေပါတယ်ဆိုပြီးတော့သူကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကတည်းကပြောခဲ့ပါတယ်အဲ့တော့သူပြောခဲ့သလိုပါပဲသူပြောမှလည်းမဟုတ်ပါဘူးအခုလက်ရှိအနေအထားတွေမှာကျွန်တော် logistic ဆိုပြီးတော့လူတွေရဲ့ပါဇက်ဖြားမှာခစ်စားလာတဲ့အပြင်
ပြောလာကြတဲ့ logistic ကဘာဖြစ်လို့ဒီလောက်တောင်မဲ့အရေးကြီးရတဲ့နေရာမှာပါနေတယ်လဲဒါကျွန်တော်ခုနကပြောခဲ့တဲ့ဘောလုံးအသင်းဥပမာလိုပါပဲအဲ့တော့ logistic ကြောင့်သာလျှင်ကျွန်တော်တို့ customer ကိုပေးထားတဲ့ဂတိတွေ marketing ကပြောခဲ့တဲ့ဟာတွေအကုန်လုံးကိုပံ့ပိုးပေးနိုင်ပါတယ်ဘယ်လိုလုပ်ရင်ဘယ်လိုမျိုးကျွန်တော်တို့ result တွေရပါတယ်ဆိုတဲ့အပိုင်းတွေကိုကျွန်တော်တို့ဒီအပိုင်းမှာကျွန်တော်တို့ဒီ entrepreneurship ဆိုတဲ့ဒီ certificate အတန်းလေးမှာကျွန်တော်တို့ရှင်းပြပြီးကျွန်တော်ကဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီ program လေးကတော့ကျွန်တော်ကတော့ logistic သမားဆို logistic နဲ့ပတ်သက်တဲ့လူတစ်ယောက်ရဲ့စကားနဲ့ကျွန်တော်ပြောချင်ပါတယ်သူကဘာပြောခဲ့တယ်လဲဆိုတော့သူက Jeff Bezos ပါ Jeff Bezos ကတော့ကျွန်တော်တို့အားလုံးသိပါလိမ့်မယ်သူက Amazon နဲ့တီထောင်သူစတင်သူတယောက်ပါသူကဘာပြောခဲ့တယ်လဲဆိုတော့တခုခုကိုလှုပ်လိုက်လို့ကြရှုံးသွားမှာကိုသူမကြောက်ပါဘူးတဲ့သူကြောက်တာတခုပဲရှိတယ်မလုံမိခဲ့မှာကိုမကြိုးစားမိခဲ့မှာကိုသူနောင်တရမယ်သူကြောက်ပါတယ်တဲ့အဲ့တော့ဘာဖြစ်လှုပ်ဖို့လိုပါတယ်ဘာပဲဖြစ်စမ်းကြည့်ဖို့လိုပါတယ်ကြရှုံးမှာအောင်မြင်မှာဆိုတာနောက်ထပ်တစ်ပိုင်းပါဒါပေမဲ့မလှုပ်လိုက်မိလေခြင်းဆိုတဲ့နောင်တမရခြင်းဘူးလို့သူပြောခဲ့ပါတယ်ထို့အတူပဲကျွန်တော်ပြောချင်တာလေးကတော့ဒီ class certificate in entrepreneurship သူဒီကျွန်တော်တို့ခုနကပြောသလိုပါပဲအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်လာခြင်းနဲ့သို့မဟုတ်ကျွန်တော်တို့ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းကြီးတွေကိုအောင်မြင်ခြင်းနဲ့ဆိုရင်တော့ဘာပဲဖြစ်အခုမှလုပ်ငန်းကိုစမြန်သူပဲဖြစ်ဒါမှမဟုတ်ချင်တဲ့လက်ရှိလုပ်ငန်းတွေကိုလုပ်နေပြီလုပ်ငန်းလုပ်နေတဲ့အခါမှာလည်းနှစ်မျိုးနှစ်စားရှိတယ်ကျွန်တော်ပြောလို့ရပါတယ်တခုကတော့မီယိုဖလာပုံစံနဲ့တွားနေတဲ့ဟာလေးရှိမယ် corporate ပုံစံနဲ့တွားနေတဲ့လုပ်ငန်းတွေလည်းရှိမယ်အဲ့ဒီလုပ်ငန်းတွေကနေပို့ပြီးတော့အောင်မြင်သည်ထက်အောင်မြင်ခြင်းနဲ့ဆိုရင်ဒါမှမဟုတ်ချင်လဲဘာပဲဖြစ်တောင်းတနေရာကနေပြီးတော့အတွေးအမြင်တွေကလေးတွေရကျင်တယ်ဆိုရင်သို့မဟုတ်အခုမှစနေတဲ့လူတွေအတွက်ကလည်းဘယ်ဟာစအမှန်းဆိုတာကိုမသိဘူးဆိုရင်တော့ဒီသင်တန်းလေးကိုတက်ဖို့ကျွန်တော်ကတော့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နာမည်ကတော့တိုးဝေဝင်းမှာကျွန်တော်ကတော့ဒီ marine background ပေါ့နော်ကျွန်တော်သမောကပတိန်နေနဲ့ကျွန်တော်တို့အလုပ်လုပ်ခဲ့ပါတယ်အခုတော့ကျွန်တော်တို့ပြည်သားစုလုပ်ငန်းအနေနဲ့ဒီ food industry မှာကျွန်တော်တို့မုံရွာဆိုတော့ the food village company ရဲ့ကျွန်တော် CEO အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်တို့ဒီအလုပ်လုပ်ခဲ့ကြတာပေါ့နော်ဒါကျွန်တော်တို့တွေဆိုရိုးရှင်းပါတယ်ကျွန်တော်တို့ရဲ့လုပ်ငန်းတွေဒီကာလတစ်ခုကျွန်တော်တို့မှာ contract ရှိတယ်ကျွန်တော်တို့ဒီလုံနိုင်တဲ့အချိန်အထိကျွန်တော်တို့မှာလက်မှတ်တစ်ခုတက်တန်းတစ်ခုရတဲ့အထိကျွန်တော်တို့လုံနိုင်နေပါတယ်ဒါကျွန်တော်တို့ရဲ့ကြီးပြင်းခဲ့တဲ့ industry ပါဒါကတော့ကျွန်တော်တို့မှာပုံမှန်ငွေရှိမယ်သူများတဲ့ဒါတဲ့လာစားခံစားခွင့်ရှိမယ်ဒါပေမဲ့ကျွန်တော်တို့ကဒီဘဝတွေကျွန်တော်ရက်တည်နေမယ်ဆိုရင်တော့ကျွန်တော်တို့ကသူ့ရဲ့ရောက်နိုင်တဲ့နေရာတစ်ခုပဲသူရောက်မှာပေါ့နော်ဒါပေမဲ့စွန်ဦးတည်ထုံမှုဆိုတဲ့ဟာလေးကဒါလေးကကျွန်တော်တို့အများကြီးကြည့်ပါတယ်ဒါကျွန်တော်တို့ကဒီကိုယ့်ရဲ့လှုပ်ချင်တဲ့ဟာလေးတစ်ခုကိုစလုပ်ဖို့ဆိုတဲ့ဟာကကျွန်တော်တို့မှတကယ်တွက်ကြည့်မယ်ဆိုစီးပွားရေးမှာ guideline ဆိုတဲ့ဟာမရှိပါဘူးအောင်မြင်တဲ့လူတိုင်းရဲ့ဒီပညာသည်ကျွန်တော်တို့အားလုံးကလိုက်တာကြတာပါအောင်မြင်သွားတဲ့ဟာသည်သူ့ရဲ့ပြဋ္ဌာန်းစာအုပ်ဖြစ်သွားတာပါဒါကျွန်တော်တို့ရဲ့ industry ရဲ့တကယ်ဖြစ်နေတဲ့ဟာပါကျွန်တော်တို့ကလေ့လာတဲ့အခါမှာကိုယ်နဲ့ကိုက်ညီတဲ့ဟာအရန်ရေးကြည့်ပါတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်းပေါ့နော်ဒါတော့ကျွန်တော်တို့ဒီလုပ်ငန်းတွေလုပ်တဲ့အခါမှာဘယ်သူအတိုင်းလိုက်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့လိုက်လေးကြပါတယ်ဗမာပြည်မှာလည်းကျွန်တော်လုပ်ငန်းရှင်တွေအများကြီးရှိတယ်လေးစားရတဲ့အတူရတဲ့အခုချိန်ထိလည်းလိုက်ပြီးသူတို့ရဲ့ပညာအတိုင်းလိုက်နေတဲ့ဟာအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်အကောင်းဆုံးကတော့ကျွန်တော်ဗုဒ္ဓဘာသာအနေနဲ့ပြောမယ်ဆိုတော့မြတ်စွာဘုရားဟောခဲ့တဲ့ဒီအချက်လေးပါဒါကတော့သူကတကယ်လဲကျွန်တော်လုပ်တဲ့ခါမှာအရန်အရေးကြီးလို့ကျွန်တော်တို့ကဒါကိုလိုက်လို့ဖြစ်တာပါပထမဆုံးကတော့စိတ်စေနာပါသူဒီလှုပ်ချင်စိတ်ရှိရမှာစေနာဆိုလှုပ်ချင်တဲ့စိတ်ရှိရမယ်ဒုတိယအဆင့်ကတော့သူကစူးစမ်းမှုပါဟုတ်လားသူဒီစူးစမ်းမှုမရှိဘဲနဲ့သူဒီဒါဒီနေရာတစ်ခုမရောက်နိုင်ပါဘူးတော့သူကအားထုတ်မှုပါဟုတ်လားပြီးရင်သူလုပ်ငန်းကျွမ်းကျင်မှုဒီလုပ်ငန်းကိုသူဘယ်လောက်ပဲစူးစမ်းဘယ်လောက်ပဲဝိရိယကောင်းဘယ်လောက်ပဲစိတ်စေနာကောင်းသူ့မှာလုပ်ငန်းကျွမ်းကျင်တဲ့စိတ်မရှိရင်လုပ်ငန်းကျွမ်းကျင်တဲ့အတွေ့အကြုံမရှိရင်သူဒီလုပ်ငန်းကိုအောင်မြင်ဖို့မရှိပါဘူးနောက်တစ်ခုအရေးကြီးဆုံးကတော့အတိုင်းဝိုင်းမှာသူနေထိုင်တဲ့သူကြီးပြင်းတဲ့သူလုပ်တဲ့နေပလေးတစ်ခုဟာသူ့အတွက်တကယ်အောင်မြင်နိုင်တဲ့နေရာတစ်ခုဆိုရင်တော့ဒါကသူအမြန်ဆုံးအောင်မြင်နိုင်တဲ့နေလမ်းပါကျွန်တော်ပြောမယ်ဆိုရင်တော့အဓိကကတော့သူရဲ့စိတ်စေနာရှိရမယ်ဝိရိယရှိရမယ်ပြီးရင်ကျွန်တော်စူးစမ်းအထောက်မှုရှိရမယ်ပြီးရင်
လုပ်ငန်းကျွမ်းကျင်ရမယ်ပတ်ဝန်းကျင်ကောင်းရှိရမယ်ဒါလေးတော့ကျွန်တော်တို့ကိုယ်တိုင်နဲ့ကျင့်သုံးသလိုလူငယ်တွေအတွက်လည်းစပြီးတော့ကျင့်သုံးတဲ့ဟာလေးလို့ပဲကျွန်တော်ပြောချင်ပါဒီတဲ့ကောင်းတဲ့နည်းလမ်းတွေအများကြီးရှိပါလိမ့်မယ်ဒါပေမဲ့ဒါကတော့ကျွန်တော်အနေနဲ့ကျွန်တော်တွေးခဲ့တဲ့အခြေခံအချက်လေးမို့လို့ကျွန်တော်ဝေမျှခြင်းဖြစ်ပါတယ်ခင်ဗျဒီ MIC ရဲ့တကယ်ခုချိန်ထိပေါ့နော်ကျွန်တော်တို့ MIC ဆိုဘာနဲ့မြင်လဲဆိုတော့အိမ်မက်နေတာပဲဆိုတော့ဒါအိမ်မက်ဆိုတာအိမ်မက်ရုံနဲ့ပြီးသွားရင်တော့ဒါအိမ်မက်ပါပဲဒါပေမဲ့အားလုံးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အိမ်မက်တွေကဟိုးလွန်ခဲ့တဲ့ဒါနှစ်ပေါင်း30လောက်ပြန်တွက်ကြည့်ပါကျွန်တော်တို့လူငယ်ငယ်ဘဝမှာ Star Wars တို့ဘာလို့ပေါ့နော်ကြည့်လိုက်ရင်ကျွန်တော်တို့ကတကယ်သူတို့ရဲ့ကားတွေ spaceship တွေပါကြည့်လိုက်ရင်တကယ်ဟိုစိတ်ကူးရင်အိမ်မက်ထဲကအသွင်သဏ္ဍာန်တွေပါဒါပေမဲ့ဒီနေ့2026မှာ2025မှာ2024မှာဒီ20ရာစုအထက်ပိုင်းကိုကြည့်လိုက်ရင်ကျွန်တော်တို့ရဲ့အိမ်မက်တွေအကုန်လုံးကမျက်လုံးထဲမှာမြင်လာရပါပြီဒါကျွန်တော်လက်တွေ့ဟာပြပြတာပါဒါပေမဲ့ MIC ရဲ့အိမ်မက်ဆိုတဲ့ဟာကလူငယ်တွေရဲ့အိမ်မက်ပါမမြင်နိုင်တဲ့အိမ်မက်ပါသူတို့ရဲ့စိတ်စေတနာသူတို့ရဲ့ကြိုးစားအားထုတ်မှုအိမ်မက်ပါဒီအိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ဆိုရင်အရင်ဆုံးအရေးကြီးဆုံးကဘာလဲဆိုတော့သူတို့ကိုယ်တိုင်ကတကယ်တိကျတဲ့သူတို့ရဲ့သတင်းအချက်လက်တွေကိုသူတို့သွားမဲ့နေရာကအချက်လက်တွေသူတို့သိဖို့လိုပါတယ်ဒါဘာကိုပြောချင်တာလဲဆိုတော့အခြေခံပေါ့နော်ဒါကျွန်တော်တို့survey တွေ analyst တွေလုပ်ထားတဲ့ data တွေရှိလိမ့်မယ်ဒါတွေကပညာရေးအရာပြောတာပါတကယ်ပြောမယ်ဆိုရင်တော့ဘယ်နေရာမှာပဲရှိအဲ့နေရာမှာရှိတဲ့တကယ်သတင်းအမှန်ကိုကျွန်တော်တို့လေ့လာဖို့လိုပါတယ်နောက်တစ်ချက်ကကိုသွားခြင်းတဲ့နေရာပါကိုလှုပ်ခြင်းတဲ့ရည်ရွယ်ချက်ပါအဲ့နှစ်ခုစုံပြီးဆိုရင်ခုနအိမ်မက်ကိုအဆုံးထိ message တင်ပါတယ်ဘာဖြစ်မလဲဖြစ်နိုင်မှမလားငါဘာလို့ရင်ဘလို့ဖြစ်မလဲဆိုတဲ့အတွေးတွေမရှိဘဲနဲ့ဒီခုနသတင်းနှစ်ခုစုံပြီးဆိုတာနဲ့အကောင်းဆုံးအမြင့်ဆုံးအထိကိုယ့်ရဲ့စိတ်ကူးအတိုင်းပဲမှတ်လိုက်ပါရပြီအဲ့ချိန်မှာကျွန်တော်တို့ကဘာလုပ်ကြမလဲဆိုတဲ့ဟာလေးကိုပြန်စလိုက်ပါဒါကျွန်တော်လူငယ်တွေကိုပေးခြင်းတဲ့စကားလေးတစ်ခုပါအမြင့်ဆုံးထိမှတ်ဖို့ဆိုတာကစိတ်ကူးကြီးပဲမဟုတ်ဘဲနဲ့သတင်းအချက်လက်အရင်ရေးကြည့်ပါတယ်အဲ့သတင်းအချက်လေးရပြီဆိုရင်ကိုယ့်ရဲ့စိတ်ကူးကိုအဆုံးထိမှတ်ပြီးရင်ဘယ်နေရာစလို့မလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့ပြန်ပြီးတော့စပါဒါကကျွန်တော်တို့ရဲ့တကယ်အရေးကြီးဆုံးပါကြာစဖို့လိုပါတယ်မဲ့ရုံနဲ့ရက်လို့မရပါဘူးစတဲ့အခါမှာအခြေခံလေးစပြီးဆိုတာနဲ့ကိုယ့်ရဲ့ image ကတကယ်ရောက်တဲ့နေရာတစ်ခုဖြစ်သွားပါလိမ့်မယ်မြန်မာ Imperial College MIC အိမ်မက်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကိုအကောင့်ထဲပေါ်ပါအိမ်မက်တွေကစစ်ကြီးတယ်အိမ်မက်တွေကစစ်ကြီးတယ်လို့ပြောကြတယ်စစ်ကြီးတဲ့အိမ်မက်တွေအတွက် MIC ရဲ့အိမ်မက်မက်ပါဆိုတဲ့စီစဉ်လေးနဲ့ဖိမကူညီပေးရစီရှင်အားလုံးပဲမင်္ဂလာပါမနာမည်ကတော့တတပပကြည်ပါမပူပါမရောမြန်မာ Imperial College MIC ရဲ့တည်ထောင်သူဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ကျွန်မကဒေါက်တာအေးဆန်းပါဝီတိုရီယာစီမှာ CEO ပါမင်္ဂလာပါကျွန်တော်နာမည်ကတော့ဝင်းနိုင်ညွန့်ပါ KM Terminal and Logistics လုပ်ငန်းမှာကျွန်တော်က Director အနေနဲ့တာဝန်ယူပြီးလုပ်ပေးနေတာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ဒိုးဝေဝင်းမှာ industry မှာကျွန်တော်မုံရွာဆိုတဲ့ Four Village Company ရဲ့ကျွန်တော် CEO အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်The mindset of marketing ဆိုတာဘာလဲ personal branding ဆိုတာဘာလဲအောင်မြင်မှုရလက်တဲ့အတွက် personal branding လုပ်ဖို့အတွက်ဘာတွေကိုသိရမှာလဲဒီ sharing လုပ်မဲ့ထဲမှာအမခေါင်းစဉ်လေးပေးထားတာပေါ့နော်ဒါအိမ်မက်မက်ပါဆိုတော့အမတို့ဟာ dream it build it and sustain it ဆိုတဲ့အဲ့ခေါင်းစဉ်လေးနဲ့အမတို့ကဆွေးနွေးမှာပါကျွန်တော်ကအတွေ့အကြုံအနေနဲ့ပြောရမယ်ဆိုရင်တော့ entrepreneurship နဲ့ logistics နဲ့ဘယ်လိုဆက်စပ်နေတယ်လဲဆိုတဲ့အပိုင်းလေးကိုကျွန်တော်ကဝေမျှချင်တာပါတိုးတက်ချင်တဲ့လူငယ်စူးစမ်းချင်တဲ့လူငယ်တွေတကယ်အိမ်မက်ပြီးတော့ဘဝတစ်ခုစတင်တဲ့လူငယ်တွေအတွက်ဒီ program လေးကိုကျွန်တော်တို့အားလုံးပေါင်းပြီးတော့လုပ်ဆောင်ကြခြင်းဖြစ်ပါတယ်။လဲကြတဲ့အချိန်ကြရင်လဲကြလို့ရတယ်။ဒါပေမဲ့ပြန်ထားတဲ့အချိန်ကြရင်အမှုအိမ်မက်တွေကိုကောက်ထပေါ်ခြင်းနဲ့သူဆိုရင် you need to rise like a phoenix ။မတို့မြန်မာ Imperial College MIC နဲ့ RCMI ကပူးပေါင်းဖန်ဆင်းတင်ဆက်တဲ့ The Certificate in Entrepreneurship နဲ့ program လေးကနေလက်တွေ့ပါကျဆိုလိုက်ရပါတယ်။ဒီ program လေးကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ဘာလဲဆိုတော့အိမ်မက်တွေကဈေးကြီးတယ်လို့အားလုံးပြောကြတယ်ဟုတ်ပါတယ်အိမ်မက်တွေကတကယ်ဈေးကြီးတယ်အဲ့လိုဈေးကြီးတဲ့အိမ်မက်တွေကိုစူးစမ်းတဲ့အချိန်မှာမတို့တက်တဲ့ပညာမတို့တွေ့ရတဲ့အတွေ့အကြုံတွေချစ်ရတဲ့သူတွေအားလုံးအတွက်တွဲကူတော့လက်တဆုံဖြစ်ဖို့အတွက်ဒီ
ပညာဒါန program လေးကိုပြုလုပ်ခြင်းဖြစ်ပါတယ်ဒီ certificate in entrepreneurship program လေးကတော့တစ်လခွဲအတန်းလေးဖြစ်ပါတယ်ဒီ program လေးကိုမြန်မာ Imperial College MIC ကနေပြီးတော့ Founder Scholarship ကနေပြီး Full Scholarship နဲ့စိတ်ဝင်စားတဲ့သူတွေအားလုံးကိုသင်ယူခွင့်ကိုပေးအပ်မှာဖြစ်ပါတယ်အမြန်ဆုံးဒီ link လေးရနေပြီးတော့လာရောက်ဆက်ပြီးဖို့အတွက်ဒီညနေပြီးတော့နေ့တွေ့စာကြိုဆိုလိုက်ရပါတယ်ဒီအတန်းလေးကတော့အခချင်းတွေတစ်ချက်မှမပေးရဘဲနဲ့သင်ယူခြင်းစိတ်အပြည့်အဝနဲ့သာလာခဲ့ပါအကျိုးရှိဖို့ကို MIC ကနေပြီးတော့အမှတ်ခံပါတယ်အိမ်မက်တွေအားလုံးအတွက်ကူညီပေးဖို့အသင့်ရှိနေတဲ့မြန်မာ Imperial College MIC အိမ်မက်တွေအတွက် The beautiful collaborations of MIC and RCMY Start small dream big အိမ်မက်တော့အကြီးမှန်းရမယ်ဒါပေမဲ့ဒီအိမ်မက်သေးလေးတွေကနေစပါလို့တစ်ချက်ပြောချင်ပါတယ်စစ်မှန်တဲ့ပညာရေးရဲ့စူးစမ်းခြင်းနဲ့စိတ်သက်တွေပေါင်းလိုက်တယ်ဆိုရင်ကျမတို့ရဲ့အိမ်မက်တွေအားလုံးကကျမတို့အတွက်ဖြစ်လာမှာပါမြန်မာ Imperial College MIC ကနေနေ့ထွေးစာဖိတ်ခေါ်လိုက်ရပါတယ်ရှင်မြန်မာ Imperial College MIC အိမ်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကိုအကောင့်ထဲပေါ်ပါ